စကားပြောနမူနာပုံစံ210ခုဖြစ်ပါတယ်ဒီခါမှာကျွန်တော်တို့ကဒါဟာငါ့ကိုဒီလိုအသွေးဖြစ်စေခဲ့တယ်တခုကိုမြင်လိုက်တယ်တခုကိုတွေ့လိုက်တယ်အဲ့လိုတွေ့လိုက်တဲ့အတွက်ကြောင့်ငါ့ကိုဒီလိုအသွေးဖြစ်စေခဲ့တယ်ဆိုတာကိုကျွန်တော်အင်္ဂလိပ်လိုဘယ်လိုပြောဆိုသုံးလို့ရမလဲဒါနဲ့ပတ်သက်ပြီးလေ့လာမှုဖြစ်ပါတယ်ခင်ဗျာဆက်ပြီးတော့ကြည့်ရအောင်ပါဒါငါ့ကိုဒီလိုအသွေးဖြစ်စေခဲ့တယ် it strikes me that နောက်က close လိုက်ပြီးတော့ဖြစ်ပါတယ် it strikes me that plus နောက်က close ပုံစံဖြစ်ပါတယ်ခင်ဗျာနမူနာဝါကျများကိုကြည့်ရအောင်ပါ it struck me that you will lose a lot of weight since I saw you မင်းကိုတွေ့ကြတဲ့ကမင်းကိုလေးချင်းတွေအများကြီးကျသွားတယ်ဆိုတာကိုကျသွားတယ်ဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ် it struck me that the food from the new restaurant is awful although the decoration is amazing အပြင်စင်တွေလှပပေမဲ့လည်းပဲစားသောက်ဆိုင်တစ်ကအစားအသောက်တွေအညံ့ပြင်းလို့နေဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ် it struck me that she was upset when I saw her သူမကိုမြင်ကြတဲ့ကမြင်တဲ့အခါမှာသူမစိတ်ဆိုးနေတယ်ဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ It strikes me that she is not a suitable employee for our clinic in spite of her qualification အရေးချင်းတွေရှိနေပေမဲ့လည်းပဲသူမဟာငါတို့စီကနေတင့်တော်တဲ့အလုပ်သမားတစ်ယောက်မဟုတ်ဘူးဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ် It struck him that he should not have come to the party after seeing his ex-girlfriend သူရဲ့ပြတ်သွားတဲ့ရီးစားကိုမြင်တွေ့ပြီးတဲ့နောက်မှာသူဟာပါတီပွဲကိုမလာသင့်ဘူးဆိုတဲ့အတွေ့သူ့ကိုဖြစ်စေခဲ့တယ် It strikes me that he is not happy with his new job သူကသူ့ရဲ့အလုပ်တွေမှာမပျော်ဘူးဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ်ဟုတ်ပြီနော်ဆက်ကြည့်အောင်ပါ It strikes me that the children are not listening to the teachers ကလေးတွေကဆရာမကိုနားထောင်မှုဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ် It struck me that the room was too noisy during the meeting အစည်းအဝေးချိန်တောအတွင်းမှာအခန်းအဆူညံလွန်းတယ်ဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေခဲ့တယ်It strikes me that you are not telling the truth မင်းအမှန်တရားကိုမပြောဘူးဆိုတဲ့အတွေ့ငါ့ကိုဖြစ်စေတယ်ဟုတ်ပြီနော်ဒါကတော့ကျွန်တော်တို့ကစကားပြောနေမှာပုံစံ210ခုမှာ it strikes me that clause ပုံစံကိုလေ့လာကြတာဖြစ်ပါတယ်ဒါဟာငါ့ကိုဒီလိုအတွေ့ရုပ်တရက်ဖြစ်စေခဲ့တယ်ဆိုတဲ့အသုံးပုံစံဖြစ်ပါတယ်ခင်ဗျာဒီနောက်ဝါကျများကိုဖတ်ပြီးတော့အစားထိုးပြောဆိုသုံးဆွဲကြည့်ပါ